မတို့ကဒီမှာပိုက်ပင်ကျိုးလေးကိုကုတ်ချိုးဖို့အတွက်ကိုတလက်မခွဲအဆွေသားအပြားလေးကိုညှက်ထားမှဖြစ်ပါတယ်ညှက်ထားပြီးရင်အမတို့ဒီအဆွေသားရဲ့အလဲတဲထဲမှာပိုက်ပင်ကျိုးလေးကိုညှက်မယ်ညှက်ပြီးတော့ရင်အမတို့ဒါတချမ်းပိကလေးနဲ့ပေါ့နော်ပိုက်ပင်ကျိုးလေးကိုတင်ချုပ်မှဖြစ်ပါတယ်အဲ့လိုချုပ်တဲ့အခါမှာဆိုရင်အမတို့ဒီပိုက်ပင်ကျိုးနဲ့ဒီပိတ်စအဆွေသားလေးနဲ့ကတ်နေအောင်လို့အမတို့ပိကလေးကိုအောက်ရှိကိုကတ်ပြီးတော့မှချုပ်ပေးရမှာဖြစ်ပါတယ်အထက်ကကျိုးလေးကိုပိတ်စနဲ့ကတ်ပြီးတော့မှလက်ကလေးနဲ့တဖြည်းဖြည်းသုံးပြီးတော့မှချုပ်လာပေးပါကျိုးကဒီအဆွေသားနဲ့မကတ်နေဘူးဆိုရင်ကျိုးလုံးလေးကကြစ်ကြစ်လေးမဖြစ်ဘူးပွားနေတတ်ပါတယ်ပြီးရင်အမတို့လက်မနဲ့ပေါ့နော်3စိတ်စာလောက်ရှမ်းပြီးတော့မှအမတို့ပို့တဲ့အစာလေးတွေကိုညှက်ထုတ်ပါမယ်ဒါဆိုရင်အမတို့ညှက်ပြီးသွားပြီပေါ့နော်ညှက်ပြီးသွားပြီဆိုရင်အမတို့ဒီအင်ကြီးကိုတဲ့အချမ်းဘက်မှာတင်ချုပ်မှာဖြစ်ပါတယ်အဲ့လိုချုပ်တဲ့အခါမှာဆိုရင်ဒါအမကအင်ကြီးရေကူးတောင်းမဟုတ်ဘူးပေါ့နော်ဒီပခုံးတောင်းနဲ့ဖြတ်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အကွေးသိမ့်မပါတဲ့ဘက်မှာအမကအရင်ဆုံးဒီပိုက်ပင်ကျိုးလေးကိုညင်အောင်လို့တင်ချုပ်မှာဖြစ်ပါတယ်မချုပ်ခင်အမတို့ပင်အက်ကလေးတွေနဲ့လိုက်တွဲမယ်ပေါ့နော်အပေါ်ကနေဒီပိုက်ပင်ကျိုးချုပ်ထားတဲ့ချုပ်ချောင်းလေးနဲ့အမတို့ဒီအင်ကြီးအောက်ကပေါ့နော်ထရေစင်လိန်ထားတဲ့အမှတ်ကလေးတွေနဲ့ကမြင်းရတန်းနဲ့ဖြစ်ရမှာဖြစ်ပါတယ်အပေါ်အောက်ကိုအမတို့တေချာလေးညှိပြီးတော့မှတက်ကလေးတွေနဲ့လိုက်တွဲပေးပါမယ်ချုပ်တဲ့အခါမှာဆိုရင်အပေါ်ကလည်းဒီပိုက်ပင်ကျိုးအခြေရင်းနဲ့အောက်ကထွေစင်လိမ့်ထားတဲ့မြင်းတွေကတစ်ထပ်ထဲကျရမှာဖြစ်ပါတယ်အပေါ်အောက်တစ်ထပ်ထဲမကျဘူးဆိုရင်အမတို့ချုပ်ချောင်းတွေလွဲတတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့အကလေးတွေကိုစိတ်စိတ်ကလေးတေချာလေးထိုးပေးပါထိုးပြီးပြီဆိုရင်ဒါအမတို့ဒီအောက်ကထွေစင်လိုင်းနဲ့ပေါ့နော်အမတို့အထူရတာနဲ့တန်းနဲ့ဖြစ်တယ်ဆိုရင်အမတို့စပြီးတော့ချုပ်လို့ရပြီပေါ့နော်ချုပ်တဲ့အခါမှာဆိုရင်လည်းအမတို့ဒီကျိုးအောက်ခြေနာကိုပဲအမတို့ငကိုမူလနင်းလာတဲ့ဒီအချီမြင်းအတိုင်းကိုပဲအမတို့နင်းသွားမှာဖြစ်ပါတယ်အဲ့လိုနေတဲ့အခါမှာဆိုရင်အောက်ကအမတို့အင်ဂျီကိုတွေမှာထွေစင်လိမ့်ထားတဲ့ဒီမှတ်ကြောင်းလေးတွေနဲ့ရလဲမြင်းကတန်းနဲ့ကြာရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုချုပ်ရင်းနဲ့တစ်ခါနဲ့ဆက်လာပေးပါအဲ့လိုချုပ်တဲ့အခါမှာဆိုရင်အမတို့ဒီပိုက်ပင်ကျိုးကိုပေါ့နော်ဆွဲပြီးတော့မှချုပ်လို့မရပါဘူးဆွဲပြီးချုပ်တယ်ဆိုရင်အင်ကြီးကတွန့်သွားတတ်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျိုးကသူ့မှာဆွဲအားနည်းနည်းပါတာဖြစ်တဲ့အကြောင်းမို့ကျိုးကိုလည်းအလိုက်တင်လေးအမတို့ချုပ်သွားရပါမယ်ကျိုးကိုဆွဲထားပြီးတော့မှမချုပ်ရဘူးပေါ့နော်ဒါချုပ်ရင်းနဲ့အမတို့အောက်ကဒီတောက်တက်မဲ့မြင်းနဲ့ပေါ့နော်အမတို့တစ်ထက်တည်းကြမကြဆိုတာတစ်ခါလေးဆက်လာတာဖြစ်ပါတယ်ပြီးရင်အမတို့ဒီမှာဆိုရင်ဒါဒီအောက်ကကိုပြန်တွဲမဲ့အပိုင်းတွေကဒါဓမီရေးဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုရင်အမတို့နောက်တစ်ချမ်းနဲ့ကိုအမတို့တွဲမှာဖြစ်ပါတယ်ဒီကတော့အမတို့ဒီရင်ဘတ်အချမ်းပေါ့နော်ရင်ဘတ်အပြင်ဘတ်အချမ်းနဲ့အမတို့တွဲတာဖြစ်ပါတယ်အဲ့လိုတွဲတဲ့အခါမှာဆိုရင်လည်းအမတို့ငကိုမူလချုပ်လာတဲ့ပိုက်ပင်ကျိုးအချီလိုင်းနဲ့ဒီဘက်ကချုပ်မဲ့ပေါ့နော်နောက်တစ်ချမ်းမှာချုပ်မဲ့အမတို့ထွေစင်လိမ့်ထားတဲ့ဒီလိုင်းတွေကတစ်ထပ်ထဲကြာရမှာဖြစ်တယ်ပေါ့နော်ဒါမှဒါအမတို့ကအတွင်းချမ်းအပြင်ချမ်းကိုပြန်တွဲတဲ့ခါမှာဆိုရင်ချုပ်ချောင်းတွေကညီပါဖြစ်ပါတယ်အဲ့လိုတွဲတဲ့ခါမှာဆိုရင်အမတို့ဒီ PP အမှတ်ကလေးတွေကိုအရင်ဆုံးတွဲပြီးတော့เนาะပြီးမှကျန်တဲ့ဂျားတွေကအမှတ်ကလေးတွေကိုကွာကိုအလိုက်တင်လေပိုက်ဟိုဒီ play app လေးတွေနဲ့လိုက်ထိုးပေးပါ PP မှတ်ခါမှတ်တို့အရင်ဆုံးညီအောင်လို့ဟိုဘက်ဒီဘက်အမှတ်ကလေးတွေကိုတေချာလေးအရင်မှတ်ပေးပါเนาะပြီးရင်အမတို့ဒါစပြီးတော့ချုပ်ပါမယ်ချုပ်တဲ့ခါဆိုရင်လည်းအထက်ကပိုက်ပင်ကျိုးအခြေနဲ့အမတို့ tracing လိမ့်ထားတဲ့အပေါ်ဘက်ကအချမ်းလေးကိုတစ်ထပ်ထဲကြာရမှာဖြစ်ပါတယ်ဒီမှာတော့အမကဒီရင် white တဲ့ဘက်ကနေတင်ချုပ်တာဖြစ်ပါတယ်ရင်ထိတ်နေရာလေးတွေမှာတော့သူကဒီအဆွေသားကိုအမတို့ white ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးထိန်းပြီးတော့ချုပ်ပေးရတယ်ပေါ့နော်ဒီနေရာမှာဝိုက်လေးဖြစ်မှတာအမတို့ကအင်ကြီးအလှဘက်မှာမခောက်နေမှာဖြစ်ပါတယ်ပိတ်စာတွေကလေ
အောက်ခြေကအမားတို့ငကိုမူလချုပ်ထားတဲ့အချီချောင်းလေးလည်းတစ်ထပ်တည်းဖြစ်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ခါမှတ်တို့ PC point တို့ကချမ်းညီရမှာဖြစ်ပါတယ်လွဲလို့မရပါဘူးဆိုရင်အမတို့တစ်ဖက်မှာလည်းညီမညီဆိုတာစစ်ပြီးသွားပြီအပွိုင်းနေညီမညီဆိုတာစစ်ပြီးသွားပြီပေါ့နော်ပြီးရင်တော့အမတို့ဒါအင်ကြီးအလှဘက်မှာပိုက်ပင်ကြိုးလေးတွေချုပ်ထားတာလိုင်းလေးတွေညီလားမညီလားတစ်ချက်ပြန်စစ်ပေးမှဖြစ်ပါတယ်ဒီနေရာမှာအမတို့ချုပ်ချောင်းလေးတွေကကတ်မနေဘူးဆိုရင်ပိုက်ပင်ကြိုးရဲ့ပြောင်စားတွေကပေါ်နေတတ်တယ်ပေါ့နော်ဒါကတော့ချုပ်ပြီးသွားတဲ့အချိန်လေးပါ